ရောက်ခင်ကြီးပဲနော်ရောက်ခင်ကြီးပဲနော်ရောက်ခင်ကြီးပဲနော်အဲ့ခေါ်ပြီးတိတ်ကြော်ကြိုက်တာအမြောက်ကင်းကနေပြီးအောက်ကောက်ကြည့်ရတဲ့ feeling ကတော့ကနေမှမတော်ပြောကအားလုံးကကိုယ့်ရဲ့အောက်ကကို小姐姐也必须的，不带呀。ရောက်ခင်ကြီးပဲနော်ရောက်ခင်ကြီးပဲနော်ရောက်မော်ကအဲ့ခေါ်ကီလင်ကိုတိတ်ကြော်ကြိုက်တာအမြောက်ကင်းကနေပြီးအောက်ကောက်ကြည့်ရတဲ့ feeling ကတော့ကနေမှ